မလီမီရဲ့နင့်ကြည့်ရတာပင်မလိုက်တာဟဲ့ဈေးရောက်လိုက်တစ်တော်ဆော့လိုက်နဲ့နင့်ယောက်ျားကျတော့မလီမင်းသားရှုံးတော့တယ်ကြော့မောနေတာပဲကြက်လိုလိုက်ငါယောက်ျားဆိုလေဟောတုံးနေအောင်ချစ်တာနင့်တပြစ်ထားမှာသိလားပြောရဲတယ်နော်ဟဲ့ညီမှတ်ထားငါလေရလေငါ့ကိုချစ်လိုက်တာမှတုံးလို့ငါလွဲပြီးဘယ်မိမထင်တာမဟုတ်ဘူးနားလေလားငါကလေဒီလိုမျိုးပင်ပန်းရှာကျွေးနေတာကို तू ကကောင်းကောင်းသိတယ်ဟဲ့ညီစောင့်ကြည့်လိုက်ငါလွဲလို့လေဘသူ့မှမကြိုက်ဘူးစောင့်ကြည့်အောင်မယ်ပြီးကြမှာမြဲလေးကလေးလေဘာမီလို့ပြောစမကဲဘူးတစ်သက်လုံးမဖြစ်ဘူးယောက်ျားလာပြီစစ်စစ်အားလေးဘယ်ကနေလာလဲကိုအနက်နေကူရမယ်ငွေချင်ချင်နေဆိုဟုတ်သားပဲအမလေးတက်ချီတော့ကောင်းတာပဲဒီလိုဝတ်ထားရင်ဘယ်တော့လို့လဲပတ်စံပေးရမယ်ဘာလို့ဖို့လက်ပိဆိုင်ပါဘူးလက်ပိဆိုင်ပါโอเคဖိမပေါ့မလေးဘေးရောင်ပြီးတောင်းတော့ဘလို့တောင်းလေ9တောင်းလी9တောင်းမို့တော့မှာဟုတ်တယ်အတောင်းရမှာပေါ့ပေးအောင်မအကုန်လုံးပြလိုက်တော့ဆက်သွားရမယ်နော်ဟိုလမ်းထိပ်မှာတော့မအဲ့ဒါမှတောက်ရဘာလို့လဲအဲ့ဒါဘာမှတောက်မှာနားမှာပဲတောက်ဟိုရှိရဆိုင်ဟောပြီးရောကွာပြီးရောကိုယ်ပုံမှန်တစ်ခွက်လောက်ဟဲ့ကောင်မတွေ့လားငါယောက်ျားငါ့ကိုဘယ်လောက်ချစ်လဲငါတခုဆိုတခုမဲ့ညီးပြောသလိုတစ်သက်လုံးဖြစ်လာမှာမဟုတ်ဘူးယူမရဲ့စောင့်ကြည့်အောင်မယ်စောင့်ကြည့်လိုက်မလေးအမလေးဟာဒီလိုဈေးထဲမှာဒီလိုအစင်ကဘာလာလုပ်နေရလဲဒါငါရဲ့ဈေးပူစာနဲ့တူတယ်ငါတခုပဲကြံမှရတော့မယ်ငါတဲ့အမဒီမှာလေးမအမငါတဲ့လားအမငါတွေကဘာရသေးလဲဒါကငမုတ်မဈေးကလည်းတိန်းတော့မှာဆိုတော့လေငမုတ်နဲ့ငဖဲ့ပဲကြံတော့တာဒါချစ်ပြီးသားဒါလေးကမချစ်ရသေးဘူးဘယ်ရလေးယူမလဲမဟိုဘက်ကငရံကောင်းရောမရဘူးလားဘယ်ငရံကောင်းပြောဟိုဟာလေငရံကောင်းနေပါလေမကြံတော့ဘူးလားမရှိတော့ဘူးမကြံတော့ဘူးကျမတို့ဈေးတိန်းတော့မှာမလို့ဒါပဲရှိတော့တာအမဘယ်ရယူမလဲပြောယောက်ျားကြီးဟိုဟာလေတောက်ရတာအဆင်ပြေရလားလက်ဖေးရပြေတယ်လေအမလီသွားစရာရှိရမလားသွားတငယ်ချင်းနေတဲ့ချိန်ထားမလားသွားပြီနော်ချစ်ဖို့ကောင်းလိုက်တာဒါနဲ့လေမအဲ့ဟာမယောက်ျားလားဟုတ်တယ်မတင်မရမဟုတ်ဘူးလေအမဈေးကငါးတွေကတန်တယ်လို့ပြောလို့လေအဲ့ကြောင့်မလို့နောက်နေ့ငါးဆောင်မှပဲလာတော့မယ်လीနော်အဲ့မနှက်ပြန်တော့ငရံကောင်းကြီးရှိနိုင်ပါရဲ့နော်ဆောစီလာခဲ့ပေါ့ဟုတ်ကဲ့ကျေးဇူးပဲနော်လူဟာဟဲ့ကမလူလူရေငါဝက်လုံးဘာဖြစ်သွားလဲကြီးလိုက်ပါဦးပိုးများသွားလားလို့မိမဟဲ့ယောက်ျားဈေးရောင်းကောင်းလားကောင်းတယ်အော်ဂျန်နဲ့ဒီနေ့ယောက်ျားဘာဟင်းစားကျင်တော့လုပ်ပြီဘာလို့လဲစားကျင်ညာတော့ပြောတာလေမှန်ထားပြန်အော်ဘယ်စွန်တုတ်ကြီးစားမှာကြီးဆုံးနော်အဲ့ဒါဆိုရင်ဆိုင်လေးခဏဆောက်ထားတော့မိမဘယ်စွန်တုတ်သွားရှာလိုက်အောင်လေဈေးထဲမှာဆောင်းအောင်ပါလားခဏလေးပါနေမချစ်ကလေးပြီးရောမလေးအသေးလို့ကျင်လို့ငါးတိုင်ငါအသေးပြီလေငါအသေးတော့မရှိဒါဆိုပါရှိရလေဟိုကငမြချင်းတော့ရှိတယ်ငမြချင်းလို့မောင်လေးကအပြစ်သိက်ကင်းတာပဲငခုံးမလို့မမအပြုံးမလာပဲမယ်လေငစင်ရိုင်းလို့အမြင်ရိုင်းသွားရင်တော့ sorry ပါမောင်လေးငခုလို့အတူမနေရပါနဲ့ငပုံနာလို့အကုန်ဝါမဲ့မမမျိုးပါမောင်လေးမငပုံနာဆိုမောင်လေးကငပုတ်တင်ဆိုတော့မဒုံမြင်ကြတာဘာတို့လဲရင်မောင်လေးဟိုမှာကျွန်တော်မိမဒုံနဲ့လာနေတာကိုပြောတာဘာဖြစ်နေကြလဲအဲ့ဒါငါယောက်ျားလားဖဲဘာကြီးလဲနင့်မိတွေးနော်ဈေးသိမ့်မဲ့ချက်ရောက်နေဘာလုပ်လဲမျိုးငါနေရတာစီကအုတ်လာဝဲရလေယောက်ျားချက်ရောင်းပေးလိုက်လေဟုတ်ကဲ့ငါ့ဦးပြောတာဟဲ့ငါ့ဦးလည်းမရှိဘူးဘာအုံးမှမရှိဘူးရှင်းနေမမရိုင်းနေနော် customer နေအဲ့လိုဆက်စရာမလို customer is always right နားမလဲငါမျိုးတွေဘယ်နားလဲမလဲတလုံးချက်ကြီးဘာငါတလုံးကြိုက်ဆိုရင်နင်ကဈေးအိမ်သားဈေးအိမ်သားဘာဖြစ်နေလို့ဈေးအိမ်သားဆိုတာလေအလက်ကားနေရင်လူတိုင်းဝင်တက်တဲ့ဟာမနင်မိုက်ဆိုင်လိုက်လားဘယ်နဲ့ကလေးလဲဘာဖြစ်နေလဲ
မောင်နဲ့ဘလို့နီးနဲ့မှမခွဲနိုင်တော့မောင်ဒီလိုထွက်လာတာရောမောင်အိမ်ကဟာမကြီးသိရလားမြင်သာကွာရှင်းလိုက်ပါတော့မောင်ရဲ့မောင်တဘဝလုံးစားအတွက်မမတောင်းဝင်ယူတယ် 喵喵喵喵。 喵喵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 。 သာစမ်းဟာ မဖြစ်နိုင်ဘူး ဖြစ်နိုင်တယ်ငါမျက်စိနဲ့ကိုသိချာမြင်ခဲ့တာနင့်လေနဲ့ဟိုဘက်တောင်လုံးဝဲလက်ကြကောင်မနဲ့အကြည့်ဆိုင်နေကြတာ လာ ကြောင်နေကြောင် ဟဲ့ကြောင်နန်ကြမှာတော့နေရထိုးမလို့ဟိုဘက်ချိန်လွှဲနေကြတာလားဟိုဘက်တွေ့လား 喵喵。 ဒီကဘာလုပ်နေရလဲ 你们面红了？ ငါတော့လေနင့်ကိုငါရောက်ပြီးတော့နင့်ကိုမင်းသားတယောက်လိုထားတာလေဘာလို့ဒီတောင်မျိုးလက်ကြံမနဲ့လိုက်သွားရတာလဲ 啊，那奶奶呢嘛，没那劲了呜。အခုငါမမငါဘွားတစ်ခုလုံးတာဝန်ယူတော့မှာဂိူးဆိုင်ပေးတော့မှာအဲ့တော့ငါနန်တဲ့ဘွားကမနေနိုင်တော့ဘူးဟာ နင့်ကိုဒီငါရောက်ပြီးတော့ပဲငါနင့်ကိုပက်ပိုးလာတာလေ အာငါနားရီကြီးတို့ နင်တို့ရဲ့မှတ်တာတနေ့နင်တို့ငါအကြောင်းကောင်းကောင်းသိရမယ် လာမိုးမနေနဲ့လှလဲမဟုတ် လာတော့ဟဲ့နင်းဒီမှာဘာထိုင်လို့ဖုန်းလာတုံးနေဟောပတ်ဆက်ပြီ ဘာပတ်စံလဲမရှိဘူး ဟောဘောလုံးပွဲကျွေးတွေအခုကျွေးရှင်တွေအကုန်တိုက်နေပြီငါပတ်ဆက်လိုနေပတ်ဆက်ပဲ ဘာလို့မကြည့်ဘလောက်မလို့လဲ တိတ်တော့ ဟာတိုက်ခိုက်ငါတို့မှဘလို့လို့ရှိမှာလဲ အရင်မိမနဲ့ပွားတယ်ဟာဟိုကငါးတွေရောင်းပြီးငါ့ကိုဘာမှမဆိုဖြည့်ဆည်းပြီလေနင်ပြောတော့ငါ့ကိုတာဝန်ယူမယ်ဆို အခုတောင်းဝေမယူနေလို့လားနင်းတောင်းတမျှလည်းငါပေးတယ်အခုမရှိလို့မရှိဘူးပြောတာလေ ဟာနားရီလည်းညီးလာနင်ခုနေရှိတယ်အကုန်လုံးချုပ်ပေးလိုက်တော့ဟော ဒါလေးတော့မလုံးနဲ့နော်ဒါငါရဲ့မိမတွေပေးထားတာ နင်နားချင်လေပြီကောပေးလိုက်တော့ ငါကိုတိလဲမလုံးနဲ့နော် အဲ့ချော့ အေးဒါပြီးသွားရင်တော့နင်ကလည်းပြက်ပြီနော်ငါအိမ်ပေါ်နေစင်မျက်နှာလည်းငါမကြည့်ချင်ဘူး အမေချွတ်သမ်းမှာနားကြီးလို့ရောဒီပဲနင်ချွတ်နေကြာနေပြီငါချွတ်ပေးမယ်ပေးကျွမ်းကျွတ်ရပေးလက်စွပ်ချွတ်ရရ နင်ကိုစားရတာအကုန်ယူသွားငါမျက်နှာမမြင်ချင်ဘူး နားကြီးပဲနင်ကတော့ပိတ်ခေါ်လိုက် နင်တော့လို့ရတော့ငါစီမမနင်မပြောတာ ဟောတကယ်ဟောဒီလို တကယ်လို့ဒီနေ့လေလက်ကုန်ရက်ဆိုတော့ stock တွေ feature စစ်အောင်နော် စစ်တာလေ စိတ်ချပြီနော် တိတ်ကြ ဟုတ်ဟုတ် feature စစ်အောင် မလီညီရဲ့စိတ်ဝင်ကြော်ကြဆိုင်ကြီးကလေအိမ်ဆောက်ပစ္စည်းဆိုင်ထဲမှာအစုံဆုံးပဲဘေးစင်းနေကြည့်အောင်မလားကျွေပြားကြီးကြည့်အောင်မလားနေရကကြောက်ပကြီးကြီးကြည့်အောင်မလားဘေးဆိုင်မှာနစ်ဆိုင်မရှင်းနိုင်တော့ဘူးညီဆောင်ငါဝမ်းတာချက်ပို့ပေါတော့ဘယ်လိုနေနေ ဟဲ့ဒါကလေငါအတွက်အိမ်အားတစ်ခုဖြစ်လာဖို့ကြောက်ဖန်လာတယ်လို့ပဲသဘောထားလိုက်ပါ ဒီပေါ်ဟုတ်ကြတာပေါ့နော် ကိုယ်တိုင်နေလဲစုံတယ်မလား စုံပါမလေးညီပြောလို့ကွာ ဒီပဲအမဟဲ့ကွာဝင်လိုက်ဆောက်ရှင်လို့ပြောနေတော့ဝင်တယ်ငါအလုပ်ခေါ်ထားလို့လား ရှိလို့ရှိပါဘောနေနေရနေမှာလားလို့မ ဟုတ်ဘူးငါမခေါ်ထားဘူး ဟုတ်ခေါ်တော့ကြည့်စီပါ တောင်းလိုက်မယ်နော်ဘာကိစ္စရှိလို့ မင်းမ နေပါလာလောက်တာဟမ် ဟာမင်းမဆိုင် အင်ငါ့ကိုမိမလို့ခေါ်ကြမလို့နော် ဟောရေရတယ်တော့သူမြုပ်ဆွဲနေတာ ဘယ်မှလည်းနေမိမ ဘူးကွဲသွားပြီ နင်တို့ကွဲသွားနေငါလည်းမဆိုင်ဘူး ငါလေရောက်တောင်းတယ်ခုနေစရာလည်းမရှိတော့ဘူးမင်းကကတော့လောက်ပြီးတော့ဖက် အဲ့ဒါဘာလို့မအဲ့ဒါဘာလို့မညီနော်စိတ်မပြောင်းနဲ့နော်ညီတည်ရနော် စိတ်ချသမားနေရလဲ ပြောလိုက်နင်တို့လေမောက်ထုတ်လိုက် ဘယ်တော့ပါလဲဘာမှမဖြစ်နဲ့နော်အားကြောင့်ပြောတယ်အဲ့မိမနောင်လိုက်သွားနေဆိုတာစကားမှနာမတောက်တာခုတော့ဖြစ်ပြီပေါ့လာဒီဆိုင်ရလေမိမဆိုင်ဆိုယောက်ျားဆိုင်မယ်နော် ပြီးတော့ ဟဲ့ဟဲ့ ဟိုသူကလင်းတော့ယူလို့ပါလေ ကျမရဲ့ပြစ်ပုံတဲ့ဆုံးကွေးထီးတဲ့အကြောင်းမိလို့ကျေးဇူးပါမောင်ကြီးနဲ့ကြုံတေးတော့မြင်မြင်ချင်းအကြည့်ကျေးဇူးပါမောင်ကြီးကြည့်ကြည့်ရယောပြူရင်မိချွေတွင်တိမ့်ချိုင်လို့တော့ မိမတို့ဆိုင်ရှိမှလာတောင်းတာတနာပါယောက်ျားရေလားထည့်လိုက်ပါတတောင်းနဲ့နာထည့်လိုက်
ကျေးဇူးတင်ပါတယ်တူကြီးနဲ့မိုင်း ယောက်ျားနေဘလို့လွတ်ပြီးတော့ဒီလိုဘဝရောက်သွားလေ ဘလို့ဖြစ်ရမှာလဲဟာနင်းယောက်ျားပေါ့ငါ့ကိုဒီဘဝဖြစ်အောင်လုပ်တာ နင့်ကငါပြောတာပဲနင်ကရုပ်ကြည့်ပြီးပဲမက်ခဲ့တာ哦နင်အခုတော့ဒီလိုဘဝမျိုးရောက်ပြီမလား ဒါနဲ့နေပါအောင်နင်တို့နှစ်ယောက်ကပြန်ပေါင်းသွားကြရလား အချင်းလင်းများပဲလေ မိုးမနေပါနဲ့ဟာလာလဲလာတာမဟုတ်ပဲနဲ့မြောင်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 